အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ game လေးတစ်ခုကစားမှာဖြစ်ပါတယ်အဲ့ game ကတော့တချင်းနာမည်ကိုခန့်မှန်းရမှာဖြစ်ပါတယ် Stop it. Get some help. အော်တော့ထောက်ကွဲခွင့်ဆိုင်ခါရကြဖို့ရတဲ့ချေဖွယ်ပိတ်သွားစစ်စစ်တက်ပါရဲ့ကျေးဇူးဟဲ့လဲလဲစာငါတို့မအော်အဲ့ပြည့်ဆိုလုံးလုံးချင်းမဲ့ဆက်ပြမတေးရာယူပြီးပြန်ပေးလိုက်ရတာရဲ့ခြေဆိုးပြီးမရာယူပြီးပြန်ပေးလိုက်ရတာရဲ့ကျင်တော့လွမ်းလိုက်တာခြေရဲ့အော်ပတ်ချီအမခြေနဲ့ကြောက်ဘူးခိုင်ပြည့်စစတယ်ရေစီကခံစားပါမယ်ဝေဒနာများအမတို့နမမေ အသက်ကျွေးရပါတယ်သံတရားအခြေသံတရား ကြကြံစခေါ်နေတာပါဟိုချက်ကောလေးခေါ်ဝင်ငါဒီလက်ချီတော့မိမိအားလို့မိမိအားလို့ဘယ်ချိုတာကြရေမာတီအောင်အော်ရှင်းဒီလားရှင်းတော့မသိဘူးဒီနေ့ ကျဲမပါဘူးလားမာကြီးအောင်ဟမ်စတော့မရလားသူဒီအောင်သူချေအောင်ဘာကြောင့်ညာလဲအိုးဘာကြီးအောင်ညာတယ်ညာရတလားအိုးမတော် ဘုရားပို့စနေရတေးချာချာဝါဘုရားပို့စနေရတေးလေမမိုင်မလောက်ပါနဲ့နော် ဘုရားပို့စနေရဖိတ်ဆက်လိုက်မယ်မမိုင်ကျမမားရပါလေမချေလို့ချေရနော်တော့အမှုစောဒီရချင်းနမသေးရခေပေါ်ချေရောပြီလားတစ်ဖက်သက်တကားဖွင့်ထားပါတယ်တကားဖွင့်ထားပါတယ်စမယ်နော်တစ်ဆက်ငါမူလာချေရလေရောလိုက်စမယ်နော်တစ်ဆက်ငါမူလာချေရဟဒူဝိုင်းအော်ဝိုင်းဝိုင်းဆိုတော့နီဖြစ်ပြီလိုက်မှန်